အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒီ why cough matters in general practice ဆိုတဲ့ webinar လေးမှာ online ကနေတစ်ဆင့်ဒီ knowledge sharing section မှာအားလုံးပါဝင်ကြတဲ့ဆရာတို့ဆရာမတို့အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာအဲ့တော့ဒီ knowledge sharing section လေးမစခင်မှာဒီ program အတွက်ကျွန်တော်တို့ academic support လုပ်ပေးတဲ့ဒီ AA Medical Products Limited ပေါ့နော်အထူးပဲကျေးဇူးတင်ရှိပါတယ်ဒီလို topics ကလည်းပြောရတာရှားတယ်ပေါ့နော်ရှားတယ်ဒီရှားတဲ့ program လေးကိုပဲ academic support ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်တစ်ခုကတော့ဒီ media ပေါ့ဇဝကအဖွဲ့သားများအားလုံးပေါ့နော်ဒါလေးကိုဒီလိုလွှင့်ခွင့်ရအောင်စီစဉ်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ပထမဦးဆုံးကတော့ဆက်လက်ပြီးတော့ကျွန်တော်ကဒီ general practice မှာအများဆုံးတွေ့ရတဲ့ cough အကြောင်းလေးကိုဆက်လက်ပြီးဆွေးနွေးမှာဖြစ်ပါတယ်ဆိုတော့ theory လေးတွေလည်းပါမယ် practical points လေးတွေလည်းပါမယ်case studies လေးတွေလည်းများများစားစားထည့်ထားတဲ့အတွက်အားလုံးအတွက်အကျိုးရှိမဲ့program လေးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့အဓိက၄ပိုင်းပေါ့လေတစ်ကတော့ cough ရဲ့ physiology ဘိုင်းပြောပါမယ်နောက်တစ်ပိုင်းကတော့ဒီ classification of cough ပေါ့နော်ဘယ်လိုတွေပိုင်းခြားထားလဲကျွန်တော်တို့ clinician တွေအနေနဲ့သိသင့်သိထိုက်တဲ့ classification လေးတွေကိုပြောပြပါမယ်နံပါတ်3ကတော့ approach to cough ပေါ့နော်အဲ့တော့ဘယ်လိုမျိုးစားတွေဆိုရင်ဘယ်လိုတွေ approach လုပ်ကြမလဲ manage လုပ်ကြမလဲနောက်ဆုံးကတော့ case scenarios အပိုင်းပဲဖြစ်ပါတယ်ဆိုတော့ဒီ cough ကဆရာတို့ဆရာမတို့လည်းအမြဲတွေ့နေကြပဲเนาะနေ့တိုင်းစီကန်းမှာလာပြီဆိုရင်ချောင်းဆိုးလူနာမရှိတဲ့ရက်ဆိုတာကျွန်တော်တို့မှာမရှိသလောက်ရှားတယ်ပေါ့เนาะဆိုတော့ one of the top 3 reasons for outpatient visits ပေါ့ဘာကြောင့်လဲဆိုတော့အရေးကြီးတယ်လဲဆိုတော့တော်တော်များများချောင်းဆိုးတဲ့အခြေခံအကြောင်းရင်းကတော့ benign နေပါပဲဒါပေမဲ့လည်းအခါလီမှာ life threatening disease ဖြစ်သွားတတ်တာများတယ်ချောင်းဆိုးတာလေးပဲဆိုပြီးပို့ထားရကနေပြီးတော့နောက်ဆုံးမှာ C-lungs ဖြစ်သွားတဲ့ကျွန်တော်တို့လုပ်ဖို့ကိုင်းပဲဆရာကြီးဆရာမကြီးများအားလုံးရှိခဲ့မှုတဲ့ရာဇဝင်တွေရှိတယ်ပေါ့နော်ဆိုတော့ဒါအရေးကြီးပါတယ်နောက်တစ်ခုကတော့ချောင်းဆိုးပြီဆိုတာနဲ့ကျွန်တော်တို့ဒါအားလုံးသိပါတယ် quality of life ကတိတိတသာကျဆင်းသွားတယ်9ရက်လောက်ဇက်တိုက်ဆိုးပြီဆိုရင်လူက depression မှာရလာတာပေါ့နော်ဆိုတော့ quality of life ကျသွားစေတယ်နောက်တစ်ခုကညဘက်တွေမှာချောင်းထထဆိုရင် loss of sleep ဆိုရင်တော်တော်လေးကိုလူကနှုံးပါတယ်နောက်တစ်နေ့မှာဘာမှလှုပ်ချင်ကြိုင်နေစိမရှိတော့အောင်လူကြားထဲမှာချောင်းဆိုးနေအဲ့ဒီနေရာကိုမသွားကျင်တော့စီဝေးကန်းနဲ့မဝင်ကျင်လားဒီလိုမျိုးတွေဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ခါကျတော့ work productivity ပါကျဆင်းသွားပါတယ်နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ ਨੇ အများဆုံးသက်ဆိုင်တာကချောင်းဆိုးတယ် antibiotics ပေးတယ်ချောင်းဆိုးတယ် antibiotics ပေးတယ် over prescription of antibiotics ကိုဖြစ်စေတဲ့အကြောင်းအရာတစ်ခုထဲမှာလည်းသူကပါနေတာပေါ့လေဒါကြောင့်မလို့ challenge နေနဲ့ဒီနေ့ကျွန်တော်ဆက်လက်တင်ပြမှာက harmless cough ကဘယ်လိုဟာတွေလဲ harmful cough ကဘယ်လိုဟာတွေလဲကို efficiently ခွဲခြားနိုင်မှုကျွန်တော်တို့အတွက်အဓိကလိုအပ်လာတာပေါ့နော်ဆိုတော့ cough ရဲ့ physiology လေးကိုပြန်ကြည့်လိုက်လို့ရှိရင်ဖြစ်စဉ်တိုင်းမှာ reflex arc ဆိုတာလေးတွေရှိတယ်ပေါ့နော်လူတစ်ယောက်ချောင်းဆိုးတာဘယ်နေရာစသလဲ receptors ရှိတယ်ကျွန်တော်တို့ larynx မှာရှိတယ် trachea မှာရှိတယ် bronchi မှာရှိတယ် pleura မှာရှိတယ်ဒါအားလုံးသိတဲ့ receptor ရှိသောနေရာများဆိုတော့အဲ့လိုနေရာတွေမှာ some sort of infection or inflammation or any stimulus ပေါ့ဥပမာရေသီးသွားတာဆို trachea တွေကိုရေလေးနည်းနည်းဝင်ချောင်းထဆိုးတယ်ပေါ့နော်လူသိနေတဲ့နေရာတခုကြံနေတယ်အဲ့ဒါဘယ်ဟာလဲဆိုတော့ ear နားထဲမှာလဲ cough ဒီ reflex arc ကိုဖြစ်စေတဲ့ receptors ရှိတယ်ပေါ့နော်ဒါကြောင့်နောက်ပိုင်းတင်ပြမယ်တဲ့မှာရေရှည်ချောင်းဆိုးနေပြီဘယ်နေရာမှလည်းအကြောင်းရင်းရှာမရဘူးဆိုရင်ကျွန်တော်တို့နားကိုကြည့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကို Arnold reflex လို့ကျွန်တော်တို့ခေါ်တယ်အဲ့ဒီ receptors ကနေတဆင့် vagus nerve ကနေ afferent nerve ပေါ့တည်လာတယ်ဘယ်နေရာကိုသွားသလဲဆိုတော့ medulla မှာရှိတဲ့ cough center ကိုသွားပြီးတော့ stimulus ပေးလိုက်တဲ့အခါမှာအဲ့ဒီ center ကနေပြန်ပြီး message ကိုပြန်ချပေးလိုက်တော့ efferent ကဘယ်ကိုရောက်သွားသလဲဆိုတော့ respiratory muscle စီကိုသူကရောက်သွားတယ်ဆိုတော့ချောင်းဆိုးဆိုပြီးတော့ခန္ဓာကိုယ်ကအမိန့်ပေးတဲ့အခါမှာဒီ respiratory muscle စီက contraction စီဖြစ်တယ်ရင်ဘတ်ကြီးနဲ့ချောင်းဆိုးကြတယ်ပေါ့နော်ကျွန်တော်တို့ဒါ reflex arc လေးပါအဲ့တော့ cough တွေကိုကျွန်တော်တို့ဘယ်လိုများခွဲခြားထားလဲ mechanistic types တွေရှိပါတယ်အဲ့ဒါကတော့တစ်ကတော့ချောင်းဆိုးရင်ကျွန်တော်တို့အများအားမေးလေးရှိတယ်တလိပ်ပါလားချောင်းကြောက်ကြီးဆိုသလားပေါ့နော်အဲ့တော့တလိပ်ပါတယ်ဆိုရင်ဒါ productive cough or wet cough လို့ကျွန်တော်တို့ခေါ်သုံးဆွဲကြတယ်များသောအားဖြင့် airway inflammation infection ဒီလိုဟာတွေမှာကျွန်တော်တို့ productive cough ရလေးရှိတယ်ပေါ့
နောက်တစ်ပိုင်းကတော့ dry cough ချောင်းဆိုးတယ်တလိပ်ကတော့လုံးမပါဘူးတုံးနဲ့ဆိုးနေတယ်ဘလူဟာတွေမှာဖြစ်တတ်လဲဆိုတော့ခုနပြောတဲ့ receptors နေရာတွေမှာ irritation ရသွားရင်ဖြစ်တတ်တယ် lungs မှာ fibrosis ရသွားရင်ဖြစ်တတ်တယ်တချို့သော medications များ very notorious one is the ACE inhibitors ဒီလူဟာတွေဒီ dry cough ကိုဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုလူသိနေတဲ့အကြောင်းရင်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ viral infection လေးဝင်သွားတယ်3ရက်မှ5ရက်လောက်ကြာတယ် virus ကတော့ကောင်းသွားပြီလူကဖျားတာမရှိတော့ကိုယ်လက်ကိုက်ခဲတာတွေမရှိတော့ဘူးမအီမသာဖြစ်တဲ့ fatigue တို့ malaise တို့မရှိတော့ဒါပေမဲ့ချောင်းဆိုးကြီးက2ပတ်3ပတ်ကျန်တယ်တချို့ဆိုရင်တစ်လခွဲလောက်ထိဆိုးနေတယ်ဒါမျိုး chronic cough ရတယ် post viral cough တွေအဲ့ဒါဘာလို့ခေါ်လဲဆိုတော့ hypersensitive cough reflex လို့ခေါ်ပါတယ်ပေါ့နော်ဆိုတော့ mechanistic types နေနဲ့ပြောရမယ်ဆိုရင် productive cough ရှိတယ် dry cough ရှိတယ် hypersensitive cough reflex ဆိုတာကျွန်တော်တို့ရှိတယ်ပေါ့နော်ဆိုတော့ဒီလိုလေးနားလည်ထားဖို့လိုအပ်ပါတယ်အဲ့တော့ chronic cough often persists due to neural hypersensitivity not due to infection ချောင်းရေရှည်ဆိုးတိုင်း infection မဟုတ်ပါဘူး antibiotics အမြဲပေးဖို့မလိုပါဘူးဆိုတော့ message လေးကိုဒီနေ့ပေးခြင်းတယ်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်ပြောပါအောင်မယ်ဘလို့အချက်လက်တွေ red flags တွေရှိရင်တော့ဒါသတိထားသင့်တယ်ဆိုတဲ့အချက်ပေါ့နော်နောက်တစ်ပိုင်းကတော့ဒီ cough ကို mechanistic types တွေအနေနဲ့မဟုတ်ဘဲနဲ့ duration နဲ့ခွဲတာပေါ့ဒါကတော့လွယ်တယ်ကျွန်တော်တို့ acute cough if it is less than 3 weeks usually infective origin ဖြစ်လေရှိတယ် mostly virus တွေဖြစ်လေရှိတယ် often self limiting ဖြစ်လေရှိတယ်ပေါ့နော်လူနာကိုမေးလိုက်တယ်3ပတ်အောက်ပဲဒါမျိုးဖြစ်တတ်တယ်နောက်တစ်ခုကတော့ sub acute cough ပေါ့3 to 8 weeks လောက်ကြာလာတယ်ဒါဆိုရင်တော့ကျွန်တော်တို့လူ developing countries တွေမှာတော့အထူးလေးထားပြီးစဉ်းစားသင့်တာ tuberculosis ဒါဖြစ်နိုင်တဲ့အနေအထားရှိတယ်နောက်တစ်ခုကတော့ post infectious ခုနပြောသလို virus ဝင်သွားတယ် hypersensitivity reaction ကျန်ခဲ့တယ် airway hyperresponsiveness like the bronchial asthma လို့ဟာမျိုးမှာ subacute cough နဲ့ကျွန်တော်တို့လာနိုင်ပါတယ်နောက်တစ်ပိုင်းကတော့ chronic cough if it is more than 8 weeks ဒါမျိုးဆိုရင်တော့တည်တည်ချာချာကျွန်တော်တို့ systematic evaluation လုပ်ဖို့လိုအပ်ပါပြီ infection လည်းဖြစ်နိုင်တဲ့ tuberculosis လို့ဟာမျိုးကျွန်တော်တို့လိုတိုင်းပြည်မှာဒါပေမဲ့ more likely of the non-infective origin ဖြစ်နိုင်တယ် we need to take care about the malignancy especially if the patient is smoker male patient and then more than 60 years of age ဒါမျိုးဆိုရင်တော့တည်တည်ချာချာလေးကျွန်တော်တို့ကြည့်ဖို့လိုအပ်တယ်ဒါကြောင့်မို့လို့ duration is the most important starting point in GP assessment duration တေချာမေးဖို့ကျွန်တော်တို့လိုပါတယ်3ပတ်အောက်လား3ပတ်နဲ့10ပတ်ကြားဆိုးနေတဲ့ချောင်းလား10ပတ်ကြာအောင်ဆိုးနေတဲ့ချောင်းလားဆိုတာကျွန်တော်တို့တေချာလေးတော့